လူတရားပါလေကိုယ့်ပေါ်မှာစေတနာရှိလားမရှိလားဆိုတာသိတာတချို့တွေကစေတနာမရှိဘူးဆိုရင်ဝိจิတန်းကြည့်ပဲဆက်ဆက်အမှတချို့တွေကစေတနာရှိတော့ကိုယ့်ရဲ့ကောင်းကျိုးဖြစ်ဆိုးကျိုးဖြစ်သူကအမြဲတမ်းကြည့်ဆိုင်အဲ့ဒါဘယ်ပြောမလို့အဲ့လာရေးပဲဖြစ် relationship တစ်ခုပဲဖြစ်ဒီလိုတငယ်ချင်းလေးကြားမှာဖြစ်เนาะတချို့ဆိုအပေါ်ရင်ဆက်ဆက်နေရှိတယ်ချို့ကြတော့လေတကယ်ကိုခင်မင်လို့အဲ့လိုဆက်ဆက်နေရှိတယ်ပေါ့မျိုးမျိုးပေါ့ဒါမဲ့လူတရားကိုပေါင်းတင်ဆက်ဆက်တဲ့အခါမှာစေတနာထားပါစေတနာထားမယ်ဆိုလေအဲ့ဒီစေတနာတဲ့ကြိုးကိုခံစားရမယ်စေတနာကောင်းပြီးခံကောင်းမှာပေါ့နော်အဲ့ဒီစကားအတိုင်းပဲတကယ်ကိုခံစားရမယ်တချို့တွေကတော့ပေါ်ပြပြချို့တွေကတော့ကိုအကျိုးရှိလို့ကိုအကျိုးအတွက်လူတရားကိုစကားပြောရဲကိုလိုချင်ကိုလိုတာရှိလို့သူ့စိတ်မှာကိုလိုချင်တာရှိလို့စကားပြောတာနဲ့ကိုကြိုက်နော်ကိုကြိုက်ပေါ့ကိုကြိုက်ဘယ်မျိုးပေါ့ဆောင်ပေးရတာတို့ပေါ့နော်အဲ့လိုမျိုးမျိုးတွေကတော့ရှိတယ်အဲ့ဒါဆိုကိုဆိုရင်ဘူပြောလို့ဆိုအမျိုးလာဆက်ဆက်နေဟောတာဆိုရင်မလာခဲ့နဲ့ကိုလည်းတဘောမကိုလည်းသူများအဲ့လိုမျိုးဆက်ဆက်တယ်ကိုလည်းသူများရင်ထဲကစိတ်ရှိတဲ့အတိုင်းပဲဆက်ဆက်နေစိတ်ရင်းနဲ့ပဲဆက်ဆက်ဒါပေမဲ့တချို့တွေကအဲ့လိုတော့မဟုတ်ဘူးလိုချင်တာရှိလို့ဘာညာပေါ့အဲ့လိုမျိုးပေါ့နော်ဆက်ဆက်အဲ့ဒါပြောတယ်အဲ့နာရေးတစ်ခုမှလည်းအဲ့ဒါလည်းရှိတယ်ကိုစီကလိုချင်တာရှိတယ်ကိုစီကတစ်ခုပေါ့ဒီမှာစေတနာမေတ္တာထက်အဲ့ဒီတစ်ခုလိုချင်တာရှိရင်သူတို့ဘက်ကဆက်ဆက်ရသူတို့လူချင်တာမရှိတော့ဘူးဆိုရင်ကိုယ်ကိုရှိမှန်းတာမသိဘူးကိုနေကောင်းလားကိုစင်ပြေလားဆိုတာလည်းတစ်ခါမှလည်းမမေးဘူးเนาะသူတို့လူချင်တာမရှိတော့တဲ့ခါကျရင်ကိုဆိုတာလေသူတို့ဘဝထဲမှာဘယ်တော့မှမရှိခဲ့တဲ့ပုံစံမျိုးနဲ့သူတို့ဆက်ဆက်နေသူတို့လူချင်တာရှိပြီးဆိုရင်အမလေးတအားကိုအသေးထန်ကိုချစ်လာပါကြီးလေကိုလိုအပ်လို့ဘာညာဆိုပြီးတော့ကိုအဲ့လိုလူတွေရဲ့ဆက်ဆက်ရေးရတတိထားကြနော်လူတွေရဲ့ဆက်ဆက်ရေးဘယ်လောက်ထိကြောက်ဖို့ကောင်းလဲဆိုတော့တတိထားကြ